Hello bro ဒီနေ့မှာကျွန်တော်တို့ The Locker ဆိုတဲ့ horror mode ကိုဆော့သွားမှာပဲဖြစ်ပါတယ်ဗျ Okay အခုကျွန်တော်တို့တက်ခုတ်ကြမယ်ဘရိုတို့တိလာတော့မသိဘူး The Locker ကြီးကအရန်ကြောက်ကောင်းတယ်ဗျအရက်ကြီးတဲ့အရှိကြီးပဲအရက်ကလည်းရှိကြီးပဲပွားလို့ရှင်အကောင်ကြီးကပြောမယ်ဆိုလို့ရှင်အကောင်ကြီးကျွန်တော်တို့တွေ့ပြီဆိုရတယ်ပေါ့နော် Spring မှာဝါးကနေပေါ်လာဟုတ်အကောင်ယုံကြီးကမြောက်ယုံနေဗျOkay ကျွန်တော်အခုချိန်မှာတော့အသက်ရှင်မှုအတွက်တက်ခေါ်ရမယ်ဗျတက်ခေါ်ရမယ်ဗျအခုကျွန်တော်တက်ခေါ်မယ်တက်ခေါ်ရအောင် Okay တက်ခေါ်တရားရယ်ကျွန်တော်အခု credit တွေပဲလုပ်မယ် Oh snowball ရတယ်ဟာ Okay ကျွန်တော် credit တွေပဲလုပ်ကြရအောင် Okay The Locker ကိုကျွန်တော်ရှာပြီးတော့လိုက်တက်ကြမယ်ဗျကျွန်တော်အကောင်ကြီးကိုတတ်နိုင်တယ်လို့လိုက်တက်ကြမယ်ပေါ့နော် Okay ကျွန်တော် 5 pick ကလေးလောက်အောင်ဟို S ဟုတ်တယ် pick ကလေးလောက်အောင် Okay ဘာလို့ကျွန်တော်တို့ကြောက်တုံးတွေတူးဖို့လည်းလိုရတယ်ဗျကျွန်တော်အဲ့တက်ပင်တော့ဒီတောင်ကြီးနောက်သွားမယ်ဟိုကျွန်တော်ကြောက်တုံးတွေတူးကြ Okay ဒီနားကြောက်လုံးပေါ့နော်ဒီနားကြောက်လုံးလေးအောင်တူးမယ်ဒီပါဗျကြောက်လုံးတူးလို့ဒီနေတော့ဒီနေတော့ကြောက်အားလုံးပေါင်း14ခုယူရမယ်ဗျအဲ့ဒါမှကျွန်တော် farmers ရယ် S ရယ် pick ရယ်ကျွန်တော်လုပ်လို့ရအောင် Okay ကျွန်တော်လုံလောက်တယ်အဲ့တော့ကျွန်တော်အောင်မယ်pick ရယ် farmers ရယ် Okay ကျွန်တော်ဒါဆိုလုံလောက်ရှိပြီဗျကျွန်တော်ပွားရင်အစာတွေလည်းလိုရတယ်ဗျအော်ဘယ်လိုဖြစ်လဲโอ้ยကျွန်တော်အစာတွေလည်းရှာမယ်ဒီနာတိတ်တော့ဘေးမကင်းအောင်ထင်နေဗျဒီကောင်ကြီးကဒီတပင်နဲ့ရောပြီးတော့နေလောက်တယ် Okay ကျွန်တော်ဟိုဘက်ဘေးကင်းတဲ့နေရာတွေသွားအောင်နော်ဟိုနာဘာကြီးလဲအဲ့ဒါဘာကြီးလဲအိုးဒီလိုကွက်ပြီးတော့ဖေုံလေးတွေဒီနားမှာပေါက်တယ်ပြီးပါကွာဖြုံလေးရဘလို့လာပေါက်နေဒီကွက်ပြီးတော့ဘလို့ကြီးလေဟာထားရဒီနာပတ်စံနေလိုက်ရှာမယ်ကျွန်တော်တရိတ်ဆန်ရှာဖို့လို့ကျွန်တော်အခုပိုက်စာနေကျွန်တော်ရှုံသားရေရှင်ယူထားရှုံလို့ရှင်လိုက်တာပေါ့နော်ရှုံတွေကတော့ပြေးတယ်ဗျအရင်မြန်ကျွန်တော်မီတော့မမီလောက်ဒီကောင်ကြီးဟိုမှာရွာရှိတယ်ဗျကျွန်တော် lucky ပဲဗျကျွန်တော်ကန်ကောင်းတာပဲကျွန်တော်သွားမယ်ဘာကြောအဲ့မှာအာယုကိုလည်းယူလာတတ်မယ်ဗျဒီနာ cave ကြီးလည်းရှိရယ်ကျွန်တော်တို့အဲ့ရွာကိုသွားမယ် Okay ဘာကြောအဲ့ The Locker ရှိရောလိုက်ရှာပြီးလိုက်ကျုံးရမယ်ဗျဒီနားမှာကြောက်တုံးမြင်းရှိရယ်နော်ကျွန်တော်အိုးလည်းမခိုးရလည်းရှိတယ် Okay ကျွန်တော်ခိုးရနည်းနည်းပါးပါးယူမယ်ဘာကျွန်တော်ဟင်းချက်ကြခိုးရတာများတယ်ဗျဟိုမှာကိုလာပဲတောင်လည်းရှိရဟာဟိုမှာ Okay ကျွန်တော်ခိုးပဲဆက်ပြီးကြရအောင် Okay ခိုးရတာများတယ်ဗျကျွန်တော်ခိုးပြောတာများပဲကြားတာဖြစ်များပဲကြားရင်ဖြစ်ကျွန်တော်မနေ့ကြားရင်ဖြစ်ခိုးရတော့အတီးကားဗျဘာဟင်းချက်ရတယ်အတုံးဝင်တယ်ခိုးရ Okay ကျွန်တော်ခိုးရတော့မယ်ကျွန်တော်ဒါလို့ဆိုလောက်ပါပြီကျွန်တော်ရွာသားရလည်းရှိကျွန်တော် trade လို့လည်းရကျွန်တော်ရွာရဲဝင်ဒီအိမ်ရဲဝင်ဒီမှာ furnace တွေလည်းရှိရပဲဟာအစာလည်းလိုရတယ်အစာရခုနေမရသေးကျွန်တော် The Locker ကြီးဒီနားတော့တိတ်စမုန်းတော့ပေါ့ဟုတ်တယ်မလားကျွန်တော်အိမ်တွေရဲ့အရင်ဝင်လိုက်ရှာချက်စုချက်ကိုအင်းရရှာမယ်ဒီနာ
farm nest ထားတာများတယ်ဒီကျော်ကဒီအိမ်ဟော chest တွေမရှိကြဘူးလားလို့မင်းတို့ chest တွေမရှိဘူးရွာတွေကိုတိတ်မရောက်ဘူးတော့ chest ရှိရဲ့နေရာတိတ်မတည်ဘူးကွာဒါလည်းမရှိတော့နော်ဟေ့ရေ chest ရှိရဲ့အိမ်ကဘာမှလဲဟာဒါတေတော့မယ်ဒီမှာပိုက်စားတော့တေတော့မယ်ဟေ့ရွာသားရေလုံးဝအစာလေးနည်းနည်းပါတေတော့မယ်ဟာဟောဒါလာပြီးသားလုံးဝမပြေးလို့လည်းမရတော့လောတော့လည်းမရတော့လောတော့မရဟိုမှာအိုင်ဝင်ရှိရဒီအိမ်တော့ဝင်ကြည့်ရဒီအိမ်ထဲမှာရှိပါသေးမရှိဘူး no စပါးရည်လည်းရှိသိမ်းပြီးသွားပြီပဲကျွန်တော်ဒီစပါးတွေကိုဖြတ်စီးပြီးတော့အစာစားကြကျွန်တော်အစာစားမရဘူးအဲ့တခြားရွာတွေနဲ့ကူရကျွန်တော်အစာရတိတ်ရတာပေါ့ကျွန်တော်ဒီက carrot တွေအရင်က carrot တွေအလီးက carrot တွေအစာရလို့အစာရမရှိစလေးဖို့ရတယ်စလေးဖို့အဲ့စားဟို carrot တော့တက်တာနေနေဗျအယုံလေးအခုကြောင့်မှကျွန်တော်ဘေးကိုလာကတ်ခဲကျွန်တော်ရပြီကျွန်တော်ကို carrot ရပြီဆိုတော့ okay ဂျုံလူများပြီးတက်လို့ရတာပဲဟုတ်သားပဲဟဲ့တေးဝိုက်ဟာဟိုsorry ပဲ okay ကျွန်တော်ဒီဟောလိုက်တက်များဟောလာကြရောက်နေမင်းတို့လာရရော okay တကောင်တော့ short ပြီနောက်တော့ရောက်မပြီးနေတော့လေဟာအဲ့တေးရတယ်ဟာသူပါလားညစိတ်တော့မကောင်းကျွန်တော်အဲ့ပေါ်တက်ရအောင်တလောကရှိရှာရအောင်ကွာတလောchest လည်းမရှိဘူးကွာအဲ့ဟုတ်သားအာယူဝင်လာတက်ရအောင်အိုင်ဝင်လိုက်တေးတော့ပါပဲရောင်ရေဒုက္ခပဲဘလို့ဖြစ်နေရလဲ screen อ่ะ okay တရီရအိုင်ဝင်မမီလောက်အောင်ရောက်လာရော okay ရော short လိုက်တော့ရောတေးဝိုက် let's go okay ကျွန်တော်အောက်ကိုဆင်းမယ်ဟုတ်ပြီဘယ်လောက်ခုရတယ်3ခုကျွန်တော်ဒါလည်းအောက်ချတာokay ကျွန်တော်ဒါလည်းတော့တယ်3ခုနဲ့ပါလို့ရတယ်ကျွန်တော်ထိုင်းကလုပ်လို့ရတယ် okay ကျွန်တော်ဒီတော့ဆိုရင်ရတော့ပါပြီကျွန်တော်ကာကွယ်လို့ရတယ်ကျွန်တော်ကာကွယ်လို့ရဟုတ်တယ်မလားဒီအိမ်ထဲမှာမရှိတယ်မသိဘူးကျွန်တော်ကာဖွင့်ကျွန်တော် chest လုံးရှိဟာ let's go baby ဟုတ်ကြည့် oh my god အာရတယ် okay ကျွန်တော်ဒီအာမယူဟာ patrol ကျွန်တော် logger ရှိကိုတက်ဖို့တော့ကျွန်တော်ထောင်ကြောက်တွေဆင်းရမယ်ထောင်ကြောက်တွေဆင်းမယ်ဗျကျွန်တော်လေးလောက်ကြအောင်လေးလောက်လိုက်မယ်လေးလောက်လို့ဆိုရောလေးရလုံးနေရတယ်လေ okay လေးလောက်မယ် okay ကျွန်တော်လေးရတယ်ကျွန်တော် the logger ကိုသွားရှာကြတယ် okay ဟဲ့မိုက်တယ်မီပြန်โ
shit yo the longest ကြီးอ่ะ oh hello the longest oh 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 လေးပေါ်မတော့ဟာ oh oh no the longest ကြီးကျန်းနေတူလေးကဒီမှာ response ဆက်ထားလို့မဖြစ်တော့ငါဒီကောင်ကြီးကိုအတုံးလေးယူထားမယ်အတုံးလေးယူပြီးတော့ဒီကောင်ကြီးကိုထောင်ချောက်စိန်ပါရဒီကောင်ကြီးကကျန်းနေရโอเคကျွန်တော်ဒီတားရခေါ်လိုက်တားရခေါ်ပြီးတော့ထောင်ချောက်စိန်ပြီးတော့ကျုံโอเคရောက်ဆိုရကျွန်တော်ထောင်ချောက်စိန်တုံးနေတော့ကောင်ကအရက်ရှိရဆိုတော့ကျွန်တော်ငါဆောတာတကောင်တွေ့လိုက်တာဟောတုံချောင်းအရက်ရှိရဆိုတော့ကျွန်တော်ဒီနားလေးမှာလည်းရှိုက်လို့ရတယ်โอเคကျွန်တော်ဒီနားလေးမှာလည်းရှိုက်လို့ရတယ်နော်ပြန်တော့ခေါ်โอเคဘယ်ရောက်လာလဲကျွန်တော်ပြစီရဗျအခုမရှိရောဘယ်ရောက်လဲမသိဘူးမလေတော့ရှိသေးတယ်ဟိုဒီဘေးကြီးကကျန်းနေလို့ကျန်းတော့မှမိုးပေါ်မြောက်လိုက်ဟိုဒီဘေးကြီးကလှေပေါ်တော့မတက်ဘူးကအေးဘလို့ကြီးလေဟာပြန်ပေါ်လာဟိုကြီးသူမသိသေးရင်ကျွန်တော်ထောင်တော့ဆင်ရှာတော့ပြရှာတော့ဒီတော့ဘလူးကြီးပေါ်လာတဲ့ဟာဒီဘေးကြီးဟောโอ้ยဦးသေးသွားတယ်ဗျကျွန်တော်တစ်ချက်ပဲရိုက်လိုက်တာဟိုကြီးဟိုသေးသွားတယ်ဟာရိုက်တော့မရိုက်လိုက်ရအောင်ဟိုကြီးတစ်ချက်ပဲရိုက်လိုက်တာသေးသွားတယ်လေဗျာโอเคဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye